inside the case. Sky be sala, play or this be ala. Mingla operate that zero ye. The name of physical hero read don't may item 9 shimuli the cool jungle dinsa beat to a map your body. 9 shimpia dwame item na changa ro, Sky be asane play or this be item na kuba. The Kuga physical damage a kg beat up here, not a Kugaro, execution true damage beat item your body. A user item the Kuzi a stack de Jawami. Skype item also yen, Chause adapted at Dane, Sanga movement speed about win bureau. Enemy hero HP, Lia Reno Ago Yalu Shin, execute Lopi Naimari. Gia Raima Sataga Dalamaba. Stack Nyala Lily, execute Rashoga, Boom Lali your body. Item Oyame Zeno Tongaya Gube Shibari. Skype asaya dika ata jagaro ki segi wa long naina ba low HP နဲ့ထွက်ပြေးမဲ့ enemy ကို finish လုပ်ဖို့အတွက်အရန်ကောင်းပါတယ်နောက်ပြီးတော့ BOD မှာဆိုရင်တော့160 physical attack နဲ့9% movement speed ရဲ့အပြင် enemy ရဲ့သွေး90% အောက်ရောက်တဲ့အချိန် damage ထိရင် physical attack 25% တိုးပေးအောင်ပါဒါအပြင် physical damage item တွေထဲမှာ attack အမြင့်ဆုံး item တစ်ခုလည်းဖြစ်ပါတယ်ဒီ item က burst damage ထုတ်ဖို့အတွက်အထူးထုတ်ထားတာပါitem နှစ်ခုရဲ့ damage comparison ကိုတစ်ချက်စကြည့်ကြရအောင်အရင်ဆုံး scenario တစ်ခုကိုစဉ်းစားကြည့်ပါမယ် enemy maximum က320%လောက်ကျန်နေ blade of despair သုံးထားလို့ရှိရင်စကေးတစ်ချက်ထဲနဲ့ damage အများကြီးထွက်ပြီးတော့ gain ရနိုင်တယ် sky piercer သုံးထားရင်တော့ scale damage မလုံလောက်ရင်တော့မှသူ့ရဲ့သွေး threshold ကိုရောက်သွားလို့ရှိရင် execute နဲ့ဝင်ပြီးတော့ gain ရသွားနိုင်ပါတယ်ဒါကြောင့်မလို့ blade of despair က damage ပိုများပြီးတော့ sky piercer က gain secure ပိုကောင်းတာဖြစ်ပါတယ် early game နဲ့ late game early game မှာတော့ Sky Piercer ကပို့ပြီးတော့တမ်းပါရီ။ဘာကြောင့်လဲဆိုတော့ item ဝယ်ဖို့9500ပဲလိုတာပါ။စောစောပေးနိုင်နေကီးလဲရမယ်ဆိုရင် stack ကစတက်လာပြီးတော့ snowball ဖြစ်လာပါရီ။ community ထဲမှာလေးပဲ Sky Piercer ကို early item အနေနဲ့ဘေးတာပိုတန်တယ်လို့လဲ player အများစုကသဘောတူထားပြီးသားပါ။ late game မှာတော့ Blade of Despair ကအရန်ကိုမှ strong ဖြစ်ပါရီ။ physical attack 160ရပြီး passive ပါ trigger ဖြစ်လို့ရှိရင် damage output က Sky Piercer ထက်တိတိတတ်တာကိုပိုမြင်ပါရီ။ဒါဆိုရင်ဘယ်လို hero တွေမှာ Sky Piercer ကိုသုံးပြီးတော့ဘယ်လို hero တွေမှာ BOD ကိုသုံးတယ်လဲ Sky Piercer ကို Martis, Nolan, Hayabusa, Heket, Siva, Gadita, Harley, Gushin တို့လိုမျိုး best assassin hero တွေမှာသုံးရင်ပိုပြီးတော့ကောင်းပါလိ enemy ကို finish လုပ်ဖို့လွယ်တဲ့ hero တွေက stack လေးမြန်မြန်တက်နိုင်တာပါဒါပေမဲ့ခဏခဏတည်နေတဲ့ player တွေသုံးမယ်ဆိုရင်တော့ stack တွေရောကုန်ပြီးတော့ value ကျသွားနိုင်ပါလိ Blade of Despair item ကိုတော့ Brody, Beatrice, Clint, Leslie, Lin, Hayabusa, Fanny Eldos ရင် Roger တို့လိုမျိုး physical damage အရန်ကိုမှမြင့်တဲ့ hero တွေမှာဘေးလို့ရှင်အရန်ကျမ်းပါပါဒါအပြင် BOD ရော Sky Piercer ရောထည့်ဆိုရင်ထိမရအောင်ကျမ်းသွားမဲ့ hero မျိုးတွေလည်းရှိပါလိ Siva, Eldos, Hayabusa နဲ့ Brody တို့လို hero တွေမှာဒါဒီ item နှစ်ကွက်လုံးပြီးသွားမယ်ဆိုရင် enemy အတွက်နေစရာနေရာအောင်ပျောက်သွားနိုင်ပါလိ Sky Piercer က hybrid item ဖြစ်တာမို့လို့ physical hero တွေမှာမဟုတ်ဘဲနဲ့ assassin play style တွေနဲ့ပူကျန်းတဲ့ Eudora Gadita နဲ့ Novaria တို့လိုမျိုး mage မျိုးတွေမှာလည်းအတော်လေးလိုက်ဖက်တဲ့ item တစ်ချောင်းဖြစ်ပါရီဒါဆိုရင် Sky Piercer ကိုဘယ် hero တွေမှာဘယ်လိုအချိန်ထည့်သုံးရမလဲနဲ့ BOD ကိုဘယ် hero တွေမှာဘယ်လိုတွဲဖက်သုံးတယ်လဲဆိုတာကို idea အသေးလေးတွေရသွားလောက်မယ်လို့ထင်ပါရီဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ